ရိုးရှင်းလုံးနဲ့ဇလန်းပုံစံဖြစ်တဲ့အပြင်ဇလန်းတစ်ခုလုံးကိုလည်းတန်ဖိုးအတက်အကျဖြစ်အောင်တိတ်ကစားထားတာမျိုးလည်းမတွေ့ရပါဘူးအာကာသကြီးစီခင်းနေကြရအောင်ဒီတစ်ခါ review လုပ်ပေးမယ့်ရုပ်ရှင်ကတော့ Disney ကနေဖြန့်ချိခဲ့တဲ့ Pixar ရဲ့ Layer Animated ရုပ်ရှင်ဖြစ်တဲ့ Elio ကိုတော့ဇညွန်းအနေနဲ့ Julia Cho, Matt Hammer နဲ့ Mike Jones တို့ကရေးသားပေးထားတာဖြစ်ပြီးတော့ Director တွေအနေနဲ့ Madeline Sherifian, Domi Shi နဲ့ Adrian Molina တို့ပေါင်းဆက်ဖန်တီးထားကြတာဖြစ်ပါတယ်။အတန်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jonah Kibrat, Zoe Saldana, Rami Ajali, Brandon Moon, Brad Garrett နဲ့ Jamila Jamil တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇလန်းပုံစံကတော့မိဘတွေမရှိတော့လို့အတော်နဲ့နေရပြီးတော့အထီးကျန်နေတဲ့17နှစ်အရွယ်ကောင်းလေးတစ်ယောက်အာကာသတွေကဂျိုသားတွေအကြောင်းသိရှိသွားချိန်မှာကဘာမြေကြီးကိုစွန့်ခွာပြီးတော့အထီးကျန်နေတဲ့ဘဝကြီးကိုအဆုံးသတ်ဖို့ကြိုးပမ်းမှုကိုကြည့်ရမှာပါ။ Elio ရုပ်ရှင်ကအခြားသော Pixar ရဲ့နေရာတွေနဲ့ရှင်တော့အနည်းငယ်ရောတယ်လို့တော့ခံစားရပါတယ်။ရိုးရှင်းလုံးနဲ့ဇလန်းပုံစံဖြစ်တဲ့အပြင်ဇလန်းတစ်ခုလုံးကိုလည်းတန်ဖိုးအတက်အကျဖြစ်အောင်တိတ်ကစားထားတာမျိုးလည်းမတွေ့ရပါဘူး။ emotion ဖြစ်လောက်မဲ့ဇာဝင်ကံမျိုးတွေကလည်းအပန်တကယ်ဇလန်းနဲ့ထပ်တူနီးပါးခံစားမှုသူတွေလောက်သာခံစားမှုကောင်းကောင်းနဲ့ heart touching ဖြစ်စေမှာပါအားရတဲ့အချက်တွေကတော့ဇက်ကောင်တွေဖန်တီးတဲ့နေရာမှာအသေးစိတ်ကြတာတွေမီးအလဲအမောင်တုံးထားတဲ့အပိုင်းတွေဂျိုသားတွေကိုကြည့်ရင်ပုံစံဆန်းဆန်းလေးနဲ့ချစ်ဖို့ကောင်းတဲ့ခံစားမှုမျိုးရတာတွေကတော့ဒီရုပ်ရှင်ရဲ့အားသာချက်တွေပါအားနည်းချက်တွေဆိုရင်တော့ narrative ထည့်ထားတာတွေကမလိုအပ်သလိုခံစားရတာနောက်ခံ music score တွေကအရန် calm ဖြစ်လွန်တာကြောင့်တစ်ချက် bold ဖြစ်စေတာအချုပ်စင်းတွေကကလေးတွေအတွက်အနှဲငယ်ကြောက်ဖို့ကောင်းတဲ့ဘက်ရောက်နေတာမျိုးတွေတော့ရှိပါတယ်ဒီကားကြည့်ပြီးရင်တော့ကိုအနီးအနားကလူတွေရဲ့ချစ်ချင်းမေတ္တာတွေကိုပိုနားလည်လာနိုင်မှာဖြစ်တယ်လို့အနှွေးထွေးဆုံးနေရရဲ့တန်ဖိုးနဲ့အပေါ်ယံဟန်ဆောင်မှုတွေမလိုပဲလောကကြီးကိုရင်ဆိုင်နိုင်မှုဆိုတဲ့အရာတွေကိုတော့သင်ခန်းစာအနေနဲ့ယူလို့ရပါတယ်overall ခြုံပြောရရင်တော့ Elio ရုပ်ရှင်ကခက်အေးရုပ်ရှင်ပုံမှာ relax လုပ်တဲ့အနေနဲ့ကြည့်ကျင်တဲ့ဆိုတဲ့သူတွေအတွက်ကတော့ချိန်ဖြုံးလို့ကောင်းမဲ့ရုပ်ရှင်ဖြစ်ပေမဲ့စိတ်ပျော်ခြင်းကိုသက်သက်နဲ့ animated ရုပ်ရှင်တွေအပေါ် serious ထားတဲ့သူတွေအတွက်ကတော့အနည်းငယ်ပေါ့ရွှွှွဖြစ်နေပါလိမ့်မယ်ကျွန်တော်အနေနဲ့ကတော့ဒီရုပ်ရှင်အကြီးထွက်လာခဲ့ရင်တော့အလယ်တန်းကျောင်းသားအရွယ်လေးတွေနဲ့တချို့သောဆယ်ကျော်သက်လောက်သာအကြိုက်တွေ့ကြမယ်လို့မြင်မိပါတယ်အဲ့ဒီအတွက်ကျွန်တော်အနေနဲ့ Elio ရုပ်ရှင်ကို recommend လုပ်မလုပ်ဆိုရင်တော့ကိုယ့်အကြိုက်နဲ့ကိုလိုပဲပြောပြရစီဘတ်ဂျက်အနေနဲ့$150 millionအသုံးပြုထားတဲ့ဒီရုပ်ရှင်ကိုဇွန်လ20ရက်နေ့ကမှ US မှာစတင်ရုံတင်ခဲ့တာဖြစ်ပြီးတော့လက်ရှိမှာတော့$35 millionအထိပြန်လည်ရရှိထားပါတယ်။ Elio ရုပ်ရှင်ဟာလက်ရှိမှာတော့ IMDb 7.1, Rotten Tomatoes 84% နဲ့ Letterboxd score 3.6 ဆိုတဲ့ score တွေအသီးသီးရရှိထားပါတယ်။ကျွန်တော်ရဲ့ rating ကိုတော့6.7 အဖြစ်သတ်မှတ်ပေးချင်ပါတယ်